အခုဒီဗီဒီယိုထဲမှာတွေ့နေရတာကတော့အသက်14နှစ်အရွယ်ကလေးမလေးကိုအသက်62နှစ်အရွယ်အဖိုးကြီးတူမှအာဓမကျင်းမို့တောထဲကိုဆွဲခေါ်သွားလို့ရွာသူရွာသားအယောက်400ကျော်ကအသက်62နှစ်အရွယ်မဒိန်းကောင်ကိုဖမ်းမှုအတွက်ဝိုင်းဝန်းရှာဖွေနေတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ဖြစ်စဉ်မှာတော့ဇူလိုင်လ14ရက်နေ့ကထိုင်းသတင်းမှာဖော်ပြလာတဲ့ထိုင်းနိုင်ငံဖိုးထလေမြို့မှာနေထိုင်တဲ့အသက်14နှစ်အရွယ်ကလေးမလေးကိုဖုန်ကြီးကျောင်းတစ်ခုမှာကျောင်းရဲဝေးရဝေးစားတွေကိုလုံရင်ဖုန်ကြီးကျောင်းမှာကပ်နေတဲ့အသက်62နှစ်အရွယ်အဖိုးကြီးတူဟာကလေးမလေးကိုအာဓမကျင်းမှုအတွက်ကလေးမလေးရဲ့မိဘတွေလေ့ချိန်ကိုစောင့်ပြီးအသက်62နှစ်အရွယ်အဖိုးကြီးဟာကလေးမလေးကိုအာဓမကျင်းပြီးတပ်ပစ်ဖို့အတွက်တောထဲကိုဆွဲခေါ်သွားခဲ့ပါတယ်။မဒိန်းကောင်အဖိုးကြီးဆွဲခေါ်သွားတာကိုခံခဲ့ရတဲ့အသက်14နှစ်အရွယ်ကလေးမလေးဟာဆိုရင်အဖိုးကြီးလက်ကနေလွတ်မြောက်ဖို့အတွက်ရုန်းကန်အော်ဟစ်ပြီးပတ်ဝန်းကျင်ကိုအကူအညီတောင်းခံခဲ့ပါတယ်။အဲ့လိုနဲ့ကလေးမလေးဟာအဖိုးကြီးလက်ကနေရုန်းကန်ရင်လွတ်မြောက်သွားခဲ့ပါတယ်။ကလေးမလေးရဲ့အော်ဟစ်အကူအညီတောင်းနှံကိုကြားတဲ့ရွာသူရွာသားအယောက်400နီးပါးဟာဆိုရင်မဒိန်းကောင်အဖိုးကြီးကိုရှာဖွေဖို့အတွက်အဖိုးကြီးပုံအောင်နေတဲ့တောရဲနေရာတချို့ကိုမိရှို့ပြီးရှာဖွေခဲ့ကြပါတယ်။အဲ့လိုနဲ့2နာရီလောက်အကြာမှာတော့မဒိန်းကောင်အဖိုးကြီးကိုရှာဖွေဖမ်းဆီးနိုင်ခဲ့ပါတယ်။မဒိန်းကောင်ကိုဖမ်းမိခဲ့ပြီးတဲ့အခါမှာတော့ဒေါ်ရာထွက်နေတဲ့ရွာသူရွာသားတချို့ကအဖိုးကြီးကိုထိုးကျိတ်ရိုက်နှက်ပြီးရဲလက်ထံအပ်ခဲ့ပါတယ်။ထိုင်းရဲတွေကအခင်းဖြစ်သွားတဲ့တောအုပ်ကိုစစ်ဆေးကြည့်တဲ့အခါမှာတော့အသက်62နှစ်အရွယ်မဒိန်းကောင်အဖိုးကြီးဟာကလေးမလေးကိုအာဓမကျင်းတပ်ဖြတ်ပြီးွားရင်မြုပ်ဖို့အတွက်ကျွင်းတကျွင်းအစင်သေးတူပြီးတစ်ကင်တီးရွက်တွေနဲ့အုပ်ထားတာကိုထိုင်းရဲတွေကရှာဖွေတွေ့ရှိခဲ့ပါတယ်။မျက်မြင်သက်သေတချို့ကိုထိုင်းသတင်းတောက်တွေကမေးမြန်းတဲ့အခါမှာတော့မျက်မြင်သက်သေတွေပြောပြတာကတော့တကယ်လို့ကလေးမလေးသာအဖိုးကြီးရဲ့အာဓမကျင်းတာကိုခံခဲ့ရမယ်ဆိုရင်တော့ကလေးမလေးကိုတက်ပြီးအဖိုးကြီးဟာသူ့တူးထားတဲ့ကျွင်းထဲကိုကလေးမလေးကိုထဲမြုပ်ပြီးလက်စားဖြောင်းနိုင်တယ်လို့မျက်မြင်သက်သေတွေကပြောပါတယ်။နောက်ပြီးအဖိုးကြီးဟာအရင်တုန်းကလည်းမဒိန်းကျင်းလူတန်းမှုနဲ့ထောင်အနှစ်30ကြာခဲ့ဘူးသူတယောက်ဖြစ်ပြီးလွန်ခဲ့တဲ့2နှစ်ကမှထောင်ကနေလွတ်လာသူပဲဖြစ်ပါတယ်။အဖိုးကြီးကနေတဲ့ဘုံကြီးကျောင်းဟာကျောင်းတိုင်းဆရာတော်ကိုထိုင်းသတင်းတောက်တွေကမေးမြန်းတဲ့အခါမှာတော့ကျောင်းတိုင်းဆရာတော်ကအခုလိုပဲပြောပြပါတယ်။လွန်ခဲ့တဲ့2နှစ်ကပြင်းမှုကျူးလွန်ခဲ့တဲ့အဖိုးကြီးဟာဆိုရင်ထောင်ကနေလွတ်လာပြီးဒီကျောင်းမှာ9လလောက်ဖုန်ကြီးဝစ်ခဲ့ဘူးတယ်။အဲနောက်ပိုင်းမှာတော့သူဟာသူ့ရဲ့မွေးရမြေဖြစ်တဲ့လက်ရောင်ကိုပြန်သွားခဲ့တယ်။အခုတစ်ခါမှလည်းသူဟာဒီလားကုန်းရင်ဦးစင်းဝစ်မယ်ဆိုပြီးကျောင်းကိုပြန်ရောက်လာတာ1လလောက်ပဲရှိသေးတယ်လို့ကျောင်းထိုင်ဖုန်ကြီးကထိုင်းသတင်းတောက်တွေကိုပြောပြပါတယ်။နောက်ပြီးစွန်ဘတ်ဆိုတဲ့အသက်62နှစ်အရွယ်အဖိုးကြီးဟာဆိုရင်ကျောင်းမှာနေတာလဲကျောင်းရဲဝေးရဝေးစားတော်တော်များများကိုသူကကူညီတယ်။ဒီနေ့မနက်9နာရီလောက်ကလည်းကျောင်းရဲတန့်ရှင်ရေးနဲ့ကျောင်းဝင်းထဲမှာတပြက်စီလဲနေတာကိုတွေ့ခဲ့ရပြီးဒီညနေမှာသူဟာအခုလိုပြစ်မှုကိုထပ်ပြီးကျူးလွန်တာကိုသိခဲ့ရတယ်လို့ကျောင်းနိုင်ဖုန်ကြီးကထိုင်းသတင်းတောက်တွေကိုပြောပြပါတယ်။နောက်ပြီးပြစ်မှုကျူးလွန်ခဲ့တဲ့အသက်62နှစ်အရွယ်အဖိုးကြီးကိုထိုင်းရဲတပ်ဖွဲ့တွေကမေးမြန်းတဲ့အခါမှာတော့သူဟာဒီပြစ်မှုကိုရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာမဟုတ်ပဲသူ့ရဲ့စိတ်မထိန်နိုင်မှုကြောင့်ဒီအမှုကိုထပ်ပြီးကျူးလွန်မိတာလို့သူကပြောပါတယ်။ထိုင်းသတင်းမှာပြောတာကတော့အသက်62နှစ်အရွယ်မဒိန်းကောင်အဖိုးကြီးဟာဆိုရင်ကလေးမလေးကိုအာဓမကျင်းမှုအတွက်ကလေးမလေးရဲ့မိဘတွေအိမ်မှာမရှိတဲ့အချိန်ကိုစောင့်ပြီးကလေးမလေးကိုတောထဲကိုဆွဲခေါ်သွားပြီးအာဓမကျင်းတက်ဖြတ်ပြီးွားရင်သူတူးထားတဲ့ကျွင်းထဲကိုထဲမြုပ်ပြီးလက်စားဖြောက်ပစ်ဖို့ကြိုတင်ကြံစီထားတာဖြစ်တယ်လို့ထိုင်းသတင်းမှာပြောပါတယ်။လက်ရှိမှာတော့အဖိုးကြီးရဲ့ကြံစီမှုကလွန်မြောက်လာတဲ့ကလေးမလေးဟာဆိုရင်အဖိုးကြီးရဲ့တိုက်ခိုက်မှုကြောင့်ခန္ဓာကိုယ်နေရာအနှံ့မှာဒဏ်ရာတော်တော်များများရထားပြီးစေကူတာမှုခံယူနေရတယ်လို့ထိုင်းသတင်းမှာပြောပါတယ်။